အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရမ်းပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးမှာကျတော့ကျွန်တော်ကဗီဒီယို editor တစ်ခုဖြစ်တဲ့ဒီ InShot application နဲ့ပတ်သက်ပြီးတော့ InShot application မှာပါဝင်တဲ့ဒီအခြေခံ tool တွေအကြောင်းကိုကျွန်တော်ကဒီဗီဒီယိုလေးမှာမျှဝေသွားပါမယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်စီချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်တော့ဒီ InShot tool နဲ့ပတ်သက်တဲ့အခြေခံ tool တွေအကြောင်းနားလည်သွားပြီဆိုရင်တော့ဒီ InShot application ကိုအသုံးပြုရတာရိုးရှင်းပါတယ်ဆိုတော့ဒီ InShot application နဲ့ video creation လုပ်ရတာလည်းပို့ပြီးတော့လွယ်ကူပါတယ်ဆိုတော့စလိုက်ကြရအောင်စပြီးတော့ကြည့်လိုက်ကြရအောင်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်ကဒီ video လေးနဲ့ကျွန်တော်စမ်းပြထားပါတယ်ဒီ video ကတော့ကျွန်တော် creation လုပ်မှာမဟုတ်ဥမာအနေနဲ့ exam အနေနဲ့ပြထားတာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဒီ canvas ဆိုတဲ့ဒီ TV လိုပုံစံလေးကိုမြင်ကြလားမသိဘူးဒီ canvas ဆိုတဲ့ TV လေးပုံစံလေးကဘာလဲဆိုတော့ဒီ canvas ရဲ့ TV ပုံစံကကြတော့သူကvideo site အမျိုးအစားကိုသူကပြတာဖြစ်ပါတယ်ကျွန်တော်တို့ထားချင်တာကဒီမှာပါဝင်တာကဒီ Instagram ရှိမယ် YouTube ရှိမယ်ပြီးတော့ဒီ Facebook Reel ရှိမယ်ပြီးတော့ TikTok ရှိမယ်စတဲ့ဟာတွေအကုန်ပါဝင်တယ်သူက site ကအချိုးအစားချထားပြီးသား TikTok site ဆိုရင်လည်း TikTok site YouTube site ဆိုရင်လည်း YouTube site Instagram site ဆိုရင်လည်း Instagram site သူပေးထားတဲ့ site ကနေမှကျွန်တော်တို့ဖန်တီးချင်တဲ့ platform site ကို try လုပ်ပေးပါဆိုတော့ကျွန်တော်က YouTube မှာဖန်တီးမှာဖြစ်တဲ့အတွက် YouTube ကိုကျွန်တော် try လုပ်လိုက်ပါမယ်ဆိုတော့ဒီ campaign နဲ့ပတ်သက်ပြီးရှင်းသွားပြီဆိုရင်တော့ဒုတိယ tool တစ်ခုဖြစ်တဲ့ဒီ audio ကိုကျွန်တော်ဆက်သွားမယ် audio မှာကျတော့သူက music လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူ့မှာပေးထားတဲ့ဒီ feature music ရှိတယ် okay ဒီမှာသူ့မှာပေးထားတဲ့ဒီ feature music ရှိတယ်အဲ့ feature music ထဲမှာတော့တခါလေကြာရင်ဒီ premium လောက်ထားတဲ့ဟာတွေပါတတ်တယ်အဲ့ premium တွေကကျွန်တော်ဒီ saturation sound တွေပေါ့နော်ဟိုတော့ပတ်စံပေးရပါတယ်ဆိုတော့အဲ့လိုမျိုး premium မပါဘဲနဲ့ free version ပေးထားတဲ့ဟာတွေ music ကိုသုံးမယ်ဆိုရင်တော့ရပါတယ်တခါလေကြာရင်ဒီ InShot မှာပေးထားတဲ့ music တွေကဒီ copyright ထိနိုင်ပါတယ်ဆိုတော့ဒုတိယတော့ဒါ my music ပါ my music ကတော့ကိုယ့်ရဲ့ file ထဲမှာရှိတဲ့ music တွေပါဆိုတော့ဒီခါလေးကြာရင်ဒီတချို့နေရာတွေက download လုပ်ထားတဲ့ music တွေကိုဒီထဲကနေထည့်ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ effect ပါ sound effect ပါ effect ကတော့ကျွန်တော်တို့အမျိုးမျိုးရှိတယ်ဆိုတော့ဒီ effect လေးကိုလည်းကိုနှစ်သက်တယ်လို့ထည့်လို့ရပါတယ် okay ဒီနေရာမှာပြီးသွားပြီဆိုရင်တော့ဒီစောစောကပြောတဲ့ effect ပေါ့နော် effect ကလည်းဒီနောက်မှာပါတယ်နောက်တစ်ခုကတော့ဒါ record ပေါ့ဒီ record မှာ record ဖမ်းတဲ့အခါကျရင်ဒီနေရာမှာကျတော့ဒီမှာ all လို့ရေးထားတဲ့ဟာလေးကဒီနေရာမှာ tally ပေါ့နော်ဒါကလေးကြာရင်ကျွန်တော်တို့ကအလွတ်တန်းပြောတဲ့အခါမှာစာအုပ် script ကိုရေးပြီးတော့ဖတ်လို့ရတဲ့ဟာဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ time မှာဖြစ်ပါတယ်ဒီ Banan 3လို့ပြတာလေးက time မှာဖြစ်ပါတယ်ဆိုတော့ရောက်ပါမယ်ဒီ record နဲ့ပတ်သက်တာကနောက်တစ်ခုကတော့ AI speed ပေါ့နော် AI speed မှာဆိုရင်သူပေးထားတဲ့ဒီဘာသာစကားတွေပဲရပါတယ်ဂျပန်နီမြန်မာတော့မပါဘူးပေါ့နော်ထိုင်းဂျာမန်ရုရှားစားတဲ့ဟာတွေရတယ်စားတဲ့သူပေးထားတဲ့ language တွေရတယ် language မှာလည်းအမျိုးမျိုးပြီးတော့ voice tone တွေကလည်းအမျိုးမျိုး character လည်းအမျိုးမျိုးနဲ့လုပ်လို့ရပါတယ်ဆိုတော့ဒါကတော့ဒါ InShot ရဲ့ပေးထားတဲ့ feature တစ်ခုပါနောက်တစ်ခုဒါပြီးသွားပြီဆိုရင်တော့ဒီ sticker လေးပေါ့နော် sticker လေးကတော့ကျွန်တော်တို့ကြိုက်တယ်လို့အမျိုးမျိုးထည့်လို့ရတယ် okay sticker ထည့်မယ်ဆိုရင်ဒီကနေလည်းရှာလို့ရတယ်လို့เนาะဒီကနေလည်းကျွန်တော်တို့ဒီကိုထည့်ခြင်းတဲ့ sticker ကိုရှာလို့ရတယ်လို့သူပေးထားတဲ့ sticker လေးတွေရှိတယ်အဲ့ဒီကနေမသွားဘဲနဲ့ဒီ gifts လို့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့သူကဒီ gifts တွေလည်းရှိတယ် okay ဒါ clips လေးတွေပေါ့နော်ဟာတာ funny clip လေးတွေထည့်လို့ရတယ်ဒါမှမဟုတ်လည်း sticker မှာသွားပြီးတော့ထားခြင်းတဲ့ sticker လေးတွေဒီထဲမှာရိုက်ရှာလို့ရတယ်ဆိုတော့ဗီဒီယိုထဲမှာထည့်ခြင်းနေဆိုရင်တော့တစ်ချက်ကိုနှိပ်လိုက်ပြီးတော့ဗီဒီယိုထဲမှာပေါ်လာလိမ့်မယ်เนาะဒါလေးကတော့ text ပေါ့เนาะ text ကလည်းသူပေးထားတဲ့ sticker လေးရှိတယ်အဲ sticker လေးထည့်ရင်လည်းရတယ်ဒါဆိုရင်ကတော့ဒီ sticker ဘိုင်းကတော့ရှင်းပြီတင်ပါတယ်ဆိုတော့ကိုမလိုချင်တဲ့ sticker ဆိုရင် delete ပြန်ဖြတ်လိုက်လို့ရတယ်အောက်ကတော့နောက်ကတော့ဒီ caption ပေါ့เนาะ caption ကတော့ကိုမြန်မာ language လည်းလုပ်လို့ရတယ်ပြီးတော့ဒီ sign to start နှိပ်လိုက်မယ်ဆိုရင် Google account နဲ့ဝင်လိုက်မယ်ဆိုရင်တော့သူပေးထားတဲ့အတိုင်းပဲဒီ English version ဆိုရင်တော့ရမယ်မြန်မာတော့မပါဘူးပေါ့နော်မြန်မာမပါပါဘူးကျွန်တော် language အကုန်ရပါတယ်ဒါတော့ auto correction ပေါ့နော်ဒီ text မှာကြာရင် text ကတော့တွေကစာအမျိုးမျိုးရှိတယ်ကိုထည့်ခြင်းနဲ့ဒါ text စာအယောင်လေးတွေထည့်တာဖြစ်တယ်ဒါတော့စာအယောင်လေးတွေထည့်တယ်နောက်က border ကတော့ဒါကိုကြိုက်တဲ့ဒီအထူအပားလေးပေါ့နော်အထူအပားလေးလောက်တာမျိုးလေးတွေ border အဲ့လိုမျိုးထည့်လို့ရတယ်ဆိုတော့ဒီနေရာမှာတော့ obviously ကတော့ဒီစာလုံးကိုထင်းအောင်လောက်တာမျိုးလေး label ကတော့သူ့နောက်ကနောက်ခံလေးတွေထည့်တာမျိုးလေးဒီ glow ကတော့ဒီကိုထည့်ခြင်းနဲ့
task ကို glow ပုံစံမျိုးလေးလောက်တာမျိုးလေးအဲ့ဒီရဲ့နောက်မှာတော့ font ပြောင်းတာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့နောက်မှာလည်းစလုံးအသေးကြီးလေးတွေပါတယ်အဲ့ဒီရဲ့နောက်မှာလည်းဒီစလုံးလေးတွေဘယ်လိုပုံစံမျိုးလေးပေါ်စီခြင်းလဲဆိုတာလေးတွေပါတယ်ပေါ့နော်ဒါလေးတွေကိုလည်းဒါအသုံးပြုလို့ရပါတယ်ဆိုတော့ဒါကတော့ AI speed စောစောရှင်းပြပြီးပြီဒီ caption ကလည်းစောစောရှင်းပြပြီးဆိုတော့ဒါလေးကတော့ဒီဗီဒီယိုမှာကိုကဒါလေးကိုကြိုက်လို့ချစ်လို့ရတာလေးတွေဖြစ်ပါတယ်ကိုမမြင်ခြင်းတဲ့ပုံစံဆိုရင်ဒီနေရာမှာဝါးလိုက်လို့ရတယ်ဆိုတော့ဒါလေးဒီအသုံးပြုတာဖြစ်ပါတယ်ခဲတံလေးကတော့ကိုပြန်ပြီးတော့ edit လုပ်ချင်တယ်ပြန်ပြီးတော့နှိပ်တာမျိုးလေးဖြစ်ပါတယ်ဆိုတော့အသုံးဝင်ဆိုရင်တော့ delete ထည့်ဖြတ်လိုက်လို့ရပါတယ်ဒီနေရာမှာတော့ဒါစောစောကပြောတဲ့ဒါ AI speed သုံးတာဖြစ်ပါတယ်အဲ့လိုမျိုးကိုကဲနဲ့စပြီးဝင်မယ်ဆိုရင်တော့ free တစ်ချိန်သုံးလို့ရပါမယ်ဆိုတော့ဒီနေရာမှာတော့ဒါ trust scan လောက်တာပေါ့နော် trust scan လောက်တယ်ဆိုတာကိုယ့်ရဲ့ဒါ body movement နဲ့ပတ်သက်ပြီးတော့ဒါ trust scan လောက်တာဖြစ်ပါတယ်ဗီဒီယိုလေးကိုထားခြင်းတဲ့နေရာနဲ့ emoji လေးကိုဒါ tracking လောက်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ကျွန်တော်ရွှေဝေးတော့မပြောတော့ပေါ့နော်စောစောသူ example ပြထားတဲ့အတိုင်း trust scan လောက်တာဖြစ်ပါတယ်နောက်ကတော့ဒါ copy ကူးတာဖြစ်ပါတယ် duplicate ကတော့ဒါနှစ်ခုဝါးတာဖြစ်ပါတယ်ဆိုတော့ဒါအချိန်ကုန်သက်တာပေါ့နော် okay ဒီနေရာမှာဆိုရင်ကတော့အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ဒီ audio နဲ့ပတ်သက်တာလည်းသိပြီးပါပြီဒီ text နဲ့ပတ်သက်တာလည်းသိပြီးပါပြီဆိုတော့ဒီ effects နဲ့ပတ်သက်တဲ့ star လေးပြထားတဲ့ effect နဲ့ပတ်သက်တာလေးမျှဝေသွားပါမယ်ဆိုတော့ဒီ effect မှာကျတော့ဒီ video transition ပုံစံမျိုးလေးဒီလိုပုံစံမျိုးလေးလုပ်ချင်လို့ဆိုတော့ဒီ transition လောက်တာမျိုးလေးဖြစ်ပါတယ် video ကိုရမ်းကျင်လားပြန်ပြီးတော့တစ်ချက်လောက်တော့စောင့်ပြီးတော့သွားချင်အောင် okay သေးဝါချင်လား video လေးကိုလဲချင်လား okay သူပြထားတဲ့အတိုင်းပဲเนาะဒါပေမဲ့တချို့ဟာ premium screen ပါတယ်ပါတဲ့ခါကျတော့အသုံးပြုရတာသူက subscription ဆောင်ရပါတယ်ဒါမြန်မာငွေနဲ့ဆိုရင်1900ပေါ့နော်အဲ့လိုမျိုးဆောင်ရတယ်ဒါနောက်ကလည်းတစ်ချက်လောက်တော့စောင့်ပြီးတော့သွားချအောင် okay ကိုကြိုက်တဲ့ဒါ transition လေးတစ်ချက်လောက်တော့စောင့်ပြီးဆိုတော့ကိုကြိုက်တယ်လို့ transition လေးအသုံးပြုပြီးသွားပြီဆိုရင်ဒီမှာဒီ AI effect လည်းရှိတယ် AI effect ဆိုတာကကျတော့ကိုယ့်ရဲ့ပုံလေးတွေကို try လုပ်ပြီးတော့ result လုပ်တဲ့မျိုးလေးတွေဖြစ်ပါတယ်ဆိုတော့ဒါလေးမျိုးလေးသွားချအောင် okay let's go okay ဒါက AI effects လောက်တာဖြစ်ပါတယ်အဲ့တော့ကလုံးလဲပွားလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့နောက်ကဒီတခုခုလေးအဲ့လိုမျိုးထွက်တာလည်းမျိုးလေးအခုပုံလေးကပြထားတဲ့အတိုင်းထွက်လုံးလို့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုဟိုဟာဖြစ်ပါတယ် video editing tool တွေကိုအသုံးပြုရမယ်ဆိုရင်တော့တော်တော်လေးကောင်းတယ်ဆိုတော့သူက free ပေးထားတာလေးလည်းရှိတယ်သွားချအောင် okay let's goသူပြောထားသလို free ပေးထားတာလေးလည်းရှိတယ်အဲ့ဒါလေးလည်းအသုံးပြုရမယ်သွားချအောင် okay let's go လုံးဝတော်တော်ဖြစ်ပါတယ်သွားချအောင် okay let's go feature လေးတွေကောင်းတယ်သူပေးထားတဲ့ magic feature လေးတွေပါတယ် move feature လေးပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေအသုံးပြုမယ်ဆိုရင်တော့အကုန်လုံးက video editing ပေါ့နော် video editing ဆိုတဲ့အတိုင်းပဲအကုန် edit လုပ်ရတာဖြစ်ပါတယ်ဆိုတော့ magic ဟိုလေးတွေလည်းပါတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် emotion လေးတွေပါမယ် celebrate okay တော်တော်လေးရှင်းပါတယ်ဒီ InShot ဒီ blue ဝါးတဲ့ပုံစံလေးပေါ့နော်ဒီ glass ပုံစံမျိုးလေးပါမယ်ဒီ video လေးမှာဆိုတော့တော်တော်လေးမိုက်တယ် okay ဒါကတော့ဒါ adjust ဒါ AI effects လောက်တာမျိုးလေးဒါကတော့စောစောအတိုင်းပဲပေါ့နော်စောစောကဒါတော့ဒီ video ကိုဒီ effect ထည့်တာပေါ့နော်ပြောရမယ်ဆိုရင် effect ထည့်တာ okay အလင်း color တွေလေဒီ adjust လုပ်လို့ရပါတယ်ချိန်ကြီးလို့ရတယ် okay ဆိုတော့ဒီအပိုင်းလေးကတော့ဒါပဲပေါ့နော်ဒါ font လေးတွေကတော့စောစောအတိုင်းပဲfont ပြောင်းတာဖြစ်ပါတယ် font ပြောင်းတယ်ဆိုတာ font အပေါ်အောက်အဲ့လိုမျိုးရွှေ့တာဖြစ်ပါတယ်ဒါကတော့ဒီ object ဆိုတာကကြတော့ဒီအားလုံးကို object တစ်ချက်လောက်တော့စောင့်ပြီးတော့သွားချအောင်ရောင်းလဲဆိုတော့တစ်ချက်လောက်တော့စောင့်ရောင်းလဲဆိုတော့တစ်ချက်လောက် object ထားမယ်ဆိုတော့ तू ကဒီ date တို့ဘာလို့ပေါ့နော်ဒီလိုမျိုးလေးစာတန်းလေးပေါ်လာတယ်ဒီ object ကိုဖြုတ်လိုက်မယ်ဆိုရင်တော့စာတန်းလေးမပေါ်တော့ဘူးပေါ့နော်ရောင်းလဲဆိုတော့စာတန်းလေးမပေါ်တော့စောစောအတိုင်းပဲဒီ date ဆိုတာဒီ object လေးပုံစံမျိုးဖြစ်တာ split ဆိုတာတော့ဒါနှစ်ချမ်းခွဲတာဖြစ်ပါတယ် okay ဗီဒီယိုလေးနှစ်ချမ်းခွဲတယ်အသုံးမလို့ရင်ဖြတ်ပစ်တယ်ရှင်းပါတယ်ဆိုတော့ effect လည်းသိပြီးသွားပြီ filter အကြောင်းလည်းသိပြီးသွားပြီဆိုတော့ PIB ဆိုတဲ့ဒီဟာလေးကိုမျှဝေပါမယ် PIB ဆိုတာကတော့ကိုယ့်ထဲကဗီဒီယိုပေါ့နော်ဗီဒီယိုလေးတွေကိုကိုလှုပ်ချင်တဲ့ဗီဒီယိုလေးတွေကို okay ဗီဒီယိုထဲမှာရှေ့မှာပေါ်ခြင်းနေဆိုရင်ဒါ PIB လေးနှိပ်လိုက်ရင်ဒါပေါ်သွားပါလိမ့်မယ်ပေါ့နော်
ဆိုတော့အဲ့ PIB လေးကိုမှမလိုလားတာတွေကိုဒီကတ်ကြီးလေးနဲ့ live ဖြတ်ကတ်ကြီးလေးနဲ့ live ဖြတ်ကတ်ကြီးလေးနဲ့ live ဖြတ်ဖြတ်ညက်ကတ်လေးလုပ်ပြီးတော့ဗီဒီယိုလေးဖန်တီးလို့ရပါတယ်ဆိုတော့စောစောအတိုင်းပဲအထက်မှာပြထားတဲ့အတိုင်းပဲဒီ voice အဖက်လေးမိပါမယ် freeze လောက်တာမျိုးလေးပါမယ်တခါတည်းဗီဒီယိုမှာရက်နေစီခြင်းကတော့ဒါ freeze လေးလောက်လိုက်ပေါ့နော်အဲ့အပိုင်းကတော့ရက်နေမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးအကြောင်းရှင်းသွားပြီစောစောကဒီ precut ဆိုတာလေးလည်းရှင်းသွားပြီနော် precut ဆိုတာလေးလည်းရှင်းသွားပြီဆိုတော့ကကြီးလေးအကြောင်းလေးရှင်းသွားပြီအဲ့ PIB လေးကိုဆက်ဖြတ်ခြင်းနေဆိုရင်တော့ PIB လေးကိုသွားမှာပဲရပါမယ် PIB ကိုသွားပြီးတော့ဒါဒီဗီဒီယိုလေးဖြတ်လိုက်မယ်ဆိုရင်သူ့လိုလေးအောင်ပြစ်သွားပါလိမ့်မယ် Okay split လည်း TBY delete လည်း TBY ဒါ volume လေးဆိုတာတော့ဗီဒီယိုတွေကအတန်အတိုးကျယ်ကို short တာဖြစ်ပါတယ်အမြင့်ဆုံးကတော့200အထိတင်လို့ရတယ် Okay volume ပြီးသွားပြီဆိုရင်တော့ဒီ background ကိုဆက်သွားမယ်နော် background ကတော့ဒီကိုယ့်ရဲ့ Okay နောက်ကဘယ်လို background လေးတွေထားခြင်းလဲဆိုတာကိုကြိုက်တဲ့ background လေးထားလို့ရတယ်များသောအားဖြင့်တော်တော်လေးကိုရိုးရှင်းတယ်နောက်တစ်ခုကတော့ဒါ speed ပေါ့နော် speed ကတော့ကိုဗီဒီယိုကိုမြန်ချင်လားနှေးချင်လားဆိုတာကိုလောက်တော့ဖြစ်ပါတယ် Okay speed ဒါကတော့ speed ဖြစ်ပါတယ် normal အတိုင်းဆိုရင် Okay ဗီဒီယိုလေးတွေအကုန်လုံးပေါ်ခြင်းနေဆိုရင်ဒီအမှန်ချင်လေးနှစ်ထပ်ကိုနှိပ်လိုက်မယ်ဆိုရင်ဗီဒီယိုလေးအကုန်လုံး speed နှိပ်တော့ပါလိမ့်မယ်ဆိုတော့ဒါက speed ဖြစ်ပါတယ် speed ရဲ့နောက်က animation ပေါ့နော် animation ကစောစောဗီဒီယိုလေးဘယ်လိုမျိုးလေးပေါ်စေခြင်းလဲဒါကတော့ animation ဖြစ်ပါတယ် animation မှာဒီအစနဲ့အစ intro နဲ့ဒါနောက်ပိုင်း outro ဆိုတာရှိတယ် outro မှာဘယ်လိုပိုင်းလေးထွက်ခြင်းလဲဘယ်လိုပိုင်းလေးနဲ့ပြီးဆုံးခြင်းလဲဆိုတာကိုဒီ outro မှာရှိတယ်နောက်တစ်ခုကဒီ combo ဆိုတာကကြတော့ဒါအလဲအပိုင်းလေးဘယ်လိုပုံစံမျိုးလေးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရှင်းဘယ်လိုပုံစံမျိုးလေးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရှင်းပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Okay ဒီနေရာမှာတော့ဒီ animation နဲ့ပတ်သက်တဲ့ဒီ load ဆိုတာကကြတော့ အားလုံးပဲမင်္ဂလာလှုပ်ချင်တာအားလုံးပဲအမျိုးမျိုးလှုပ်လို့ရတယ် Okay เนาะဒါဆိုရင်တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ animation နဲ့ပတ်သက်ပြီးရှင်းသွားမယ်ဒါနောက်က animation ရဲ့နောက်က AI cut နဲ့ပတ်သက်တာကိုဆက်ပြီးတော့ရှင်းပြမယ် AI cut ဆိုတဲ့အတိုင်းပဲဒါ AI ကမလိုလားတဲ့နေရာတွေသူကဖြတ်ပေးသွားပါလိမ့်မယ်ပေါ့နော်ဆိုတော့ပုံလေးဟာပြထားတဲ့အတိုင်းသူကကတ်တင်လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ AI app ကလည်းတစ်ချိန်ပဲသုံးလို့ရပါမယ်သူကcurrently support များသောအားဖြင့်သူ support တက်လောက်တာကအောက်မှာပြထားတဲ့ language တွေပေါ့နော် English ရှိမယ်Spanish ရှိမယ် Turkish ရှိမယ်ဒါ Indonesia German Thai ပေါ့နော်မြန်မာတော့မပါဘူးပေါ့နော်ဆိုတော့ကျွန်တော်မြန်မာစကားနဲ့ပြောတာပြီးတော့တစ်ချိန်ပဲအသုံးပြုလို့ရတာဆိုတော့ skip လုပ်လိုက်ပါမယ်နောက်ကတော့ဒါ crop ပေါ့နော်ဗီဒီယိုထဲမှာပါတယ်ပုံစံလေးကိုကြိုက်တဲ့အကြောင်းအရာလေး crop လုပ်လို့ရတယ်စောစောကရှေ့မှာပြောခဲ့တဲ့ဒါ campus ပုံစံမျိုးကိုဒါ crop လုပ်တာပေါ့နော်ဒါဆိုရင်ဗီဒီယိုလေးကတ်တင်ကို crop လုပ်တဲ့ပုံစံတိုင်းဖြစ်သွားပြီဒါကိုပြန် crop ခြင်းနေဆိုရင်ဗီဒီယိုလေးကိုအပြည့်ပြန်လုပ်လို့ရတယ်ဆိုတော့ အင်မတန်ကိုရိုးရှင်းပါတယ်နောက်တစ်ခုကတော့ဒါ switch ပေါ့နော်ဗီဒီယိုလေးတွေ change နေတယ်ဆိုရင် switch ကိုနှိပ်လိုက်လို့ရတယ် switch ကတော့ဒါဗီဒီယိုလေးတွေ change သွားမှာဖြစ်တယ်ဗီဒီယိုပုံစံမျိုးသွားမှာဖြစ်တယ် Okay ဒါဆိုရင်ကတော့ switch change လိုက်တဲ့ခါကျတော့ဗီဒီယိုလေးကအပေါ်ရောက်သွားပြီပေါ့နော်အပေါ်ရောက်သွားရင်နှစ်ထပ်ဖြစ်သွားပြီဆိုတော့ဒါ switching လုပ်လိုက်တာပေါ့နော်ဆိုတော့အဲ့ဒီဗီဒီယိုလေးကိုနောက်ကိုပြန်ရောက်ချင်ဒါ switch ကိုပြန်နေလိုက်မယ်ဆိုရင်သူမူလနေရာပြန်ရောက်သွားပါလိမ့်မယ် Okay မူလနေရာပြန်ရောက်သွားပါလိမ့်မယ် Okay ပြန်ရောက်သွားပြီဆိုရင်တော့နောက်ကတော့ HD hand ပေါ့နော် Okay HD ကတော့သူက30စက္ကန့်ကို Okay 3ချိန်သုံးလို့ရတယ်ကျွန်တော်မသုံးတော့ပါဘူးကျွန်တော်ကြော်လိုက်ပါမယ်เนาะရှင်းပြပြီးသွားတာကဒီ background တွေအကုန်လုံးရှေ့ရတွေရှင်းပြပြီးပြီဆိုတော့ switch တွေလည်းအကုန်ရှင်းပြပြီးပြီဆိုတော့နောက်ကဒါတော့ replace ဗီဒီယိုလေးတွေကိုကိုကြိုက်တဲ့ဗီဒီယိုလေးနဲ့ပြန်ပြီးတော့အစားထိုးတာဖြစ်တယ်အစားထိုးတာ repeat ဗီဒီယိုပြန်လုပ်တာပေါ့နော်ဆိုတော့ဒါလေးကတော့ဗီဒီယိုပြန်ပြီးတော့အစားထိုးတာဆိုတော့အဲ့လိုမျိုးအစားမထိုးတာမကြိုက်ဘူးဆိုရင်လည်း delete နဲ့ပြန်ဖြတ်လိုက်လို့ရတယ်ဆိုတော့ဒါတော့စောစောပြောထားတဲ့အတိုင်း duplicate လုပ်တာဒါတော့ video လေးတွေကို rotation လုပ်တာပေါ့နော်ကိုထည့်ခြင်းတဲ့ပုံစံအတိုင်းဘယ်လိုပုံစံမျိုးလေးထည့်ခြင်းလဲဆိုတာဒါ back chain တာ Okay ဒါ phrase လုပ်တာဒါတော့ video revert ပြန်လုပ်တာပေါ့နော် video နောက်ကိုပြန်ရစ်တာပုံစံမျိုးလေးဖြစ်ပါတယ်ဒါတော့ add ဆိုတာကကြတော့သူကနှစ်ခုတည်းကို available လုပ်တာဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီ
InShot application မှာပါတယ်ထပ်ပါက tool လေးတွေအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဒီ video လေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဒီ video လေးကိုသိကြည့်ပြီးသွားပြီဆိုရင်ဒါ InShot app နဲ့ပတ်သက်တဲ့အခြေခံ tool လေးတွေအကြောင်းသိသွားပြီဆိုရင် video creation လုပ်ရတာတော်တော်လေးကိုလွယ်ကူသွားပါလိမ့်မယ် okay video လေးကဒါမိတ်ဆွေတို့ဘယ်လိုမျိုးအကျိုးရှိသွားလဲဆိုတာကို comment မှာမှတ်သွားပြီလို့လည်းကြားပါတယ်နောက်မျှဝေမှုနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်နောက်မျှဝေမှုမှာပြန်လည်ဆုံတွေ့ကြပါမယ်